ကျွန်တော်တို့လူသားတိုင်းလူရခီးကိုရောက်ဖို့ transportation လို့ခေါ်တဲ့ပို့ဆောင်ရေးကိုအသုံးပြုကြတယ်။ကျွန်တော်တို့နေ့စဉ်ဘဝအတွက်လည်း transportation ဆိုတဲ့စကားလုံးကတိတ်ကိုလှပပြီးအရေးပါတဲ့စကားစုလေးပဲ။မနေ့နေထွက်ချိန်ကစားလို့ညနေရုံစင်းချိန်နေဝင်တဲ့အတိပေါ့။ရန်ကုန်မြို့မှာနေထိုင်တဲ့လူကြီး9တန်းကျော်မှာ2တန်းမှ2တန်းလောက်က YBL ကိုမိခိုနေရတာဒီထဲမှာကျွန်တော်တယောက်လည်းပါဝင်ပဲ။ကားပိတ်တာတွေဘယ်ကဘယ်ကိုရောက်မှမသိတာတွေကားနဲ့စိတ်စီရင်အဆင်မပြေတာတွေမှတ်တိုင်ကြော်တာတွေစားရပြဿနာတွေကိုကြုံတွေ့ရတယ်။အဲ့လိုပြဿနာတွေအတွက်ကျွန်တော်မှလက်ရှိအသုံးပြုနေတဲ့ YBL Go ဆိုတဲ့ application လေးရှိတယ်။ဒီကောင်ကဘယ်လောက်ထိမိုက်လဲဆိုတာလက်တွေ့ပြပေးမယ်။ကျွန်တော်ခုရောက်နေတာမြင်သာသေးပါဒီကနေ JC ကိုသွားမယ်။ UI ကလည်းမြင်တဲ့အတိုင်း clean လုပ်ပဲ။နောက်ထပ်မိုက်တာကမှတ်တိုင်တစ်ခုရောက်တိုင်း application ကအနောက်ဆုတ်ပေးမှဆိုတော့မှတ်တိုင်ကြော်မှာတော့စိတ်ပူစရာမလိုဘူး။မှတ်တိုင်တို့ရောက်ရှိတော်မူဖြစ်ပါ၍အသင့်ပင်စင်ခါပေးပါရှင်။ဒါတခြား YBL application တွေနဲ့ရှင်နှာတစ်ဖျားတာတဲ့အချက်လို့ဆိုရမယ်။နောက်ထပ်တစ်ခုကစိတ်နှောက်ယှက်ဖြစ်စေတဲ့ကြော်ညာတွေမတက်တာပဲ။ဒီ application ကိုကိုယ်ကပဲသုံးတယ်။ကိုယ့်ဘော်ဒါမသုံးဆိုရင် share ဆိုတဲ့နေရာမှာရောက်တဲ့ကားတွေ share ပေးလို့ရတယ်။လောလောဆယ်တော့ iOS သမားတွေအတွက်မရဘူးဆိုတော့ရော့ဆိုပြီး Telegram မှာရှင်းလိုက်ရုံပဲ။ဒါကအမိုက်ဆုံးပဲ။လမ်းညွှန်ရင်လည်းပေါ်တဲ့ကမပေါ်တဲ့ကဆိုပြီးခွဲပေးတယ်။ဂျင်းစီကလည်းတစ်ခါတည်းပြပေးတဲ့အပြင်လမ်းလျှောက်လို့ရမယ့်အကွာအဝေးပါရွေးလို့ရသေးတယ်။နောက်ပြီးဒီ application ကထောင်းထားရုံနဲ့ 100% offline သုံးလို့ရတယ်။ YBL နဲ့ပတ်သက်တာတွေပဲမဟုတ်ဘဲမြို့ရထားစတာတွေပါရနေပြီဆိုတော့အကုန်လုံး application တစ်ခုတည်းမှာ one stop မို့လို့ကျွန်တော်တို့ကတော့ okay တယ်။ကျွန်တော်တို့ YBL CB နေရာတစ်ကိုအမြဲတမ်းသွားနေရတဲ့ကိုလူတွေအတွက်ဒီ YBL Go ဆိုတဲ့ application ကရှိရှိတဲ့နဲ့အဲ့ဒီနောက် JC ကအပြင်ဘူဂျိုဈေးတဲ့ခဏဝင်ခဲ့တယ်။ထို့နောက် YBL Go နဲ့ပဲအိမ်ပြန်ခဲ့ပါတယ်။